ဒီထောင်သားကတော့ထောင်နေရန်ကိုနေ့တိုင်းကိုလုံးနဲ့ပြင်းပြင်းထန်ထန်ဝင်တိုက်နေခဲ့ပါတယ်။သူကဒီလိုဆက်လုပ်နေရင်တနေ့နေ့တော့နေရန်ကအကွဲပြီးလူမြောက်နိုင်လိမ့်မယ်လို့ယုံကြည်နေလို့ပါ။ဒါပေမဲ့သူဘလောက်ပဲစူးစမ်းနေရန်ကဘာမှပြောင်းလဲမလာခဲ့ပါဘူး။ဒီနေ့မှာတော့တခြားအကျဉ်းသားတဦးကသူ့ရဲ့ဇွဲလုံလားကိုမြင်ပြီးစိတ်အားထက်ထန်လာတာနဲ့သူနဲ့အတူပူးပေါင်းလိုက်တယ်။အဲ့ဒါအားသင်စရာကောင်းတာကသူတို့နှစ်ယောက်စလုံးဝင်တိုက်လိုက်တဲ့အခါနေရန်မှာတင်းငယ်တဲ့အကြောင်းလေးတစ်ခုတကယ်ပဲပေါ်လာခဲ့တယ်။ဝမ်းတာအားရနဲ့သူတို့နှစ်ယောက်ဟာနေရန်ကြီးပြုတ်ကျသွားမလားဆိုတဲ့မျှော်လင့်ချက်နဲ့ဆက်ပြီးဝင်တိုက်ကြတယ်။အဆောင်တွေကတော့သူတို့ကိုကြည်ပြီးရေမောကြတယ်။ယူနေကြတာပဲဒီနေရန်ဘယ်ကောမှမကွဲဘူးလို့အခိုင်အမာပြောကြတယ်။ဒါပေမဲ့မကြခင်မှာပဲနောက်ထပ်အချင်းသားတွေစုဝေးလာကြတယ်။တယောက်ပြီးတယောက်ခြံဝင်းထဲကလူတိုင်းနေရန်ကြီးကိုအတူတကွပြေးဝင်တိုက်ကြတယ်။သို့တော်လည်းနေရန်ကြီးကတော့ရွေ့မလာခဲ့ဘူး။အရန်ကိုထူးထဲလွန်လို့ပါ။တဖြည်းဖြည်းနဲ့အချင်းသားအများစုကမျောလင့်ချက်ကုံဆုံးပြီးထွက်သွားကြတယ်။အဲ့ဒီအချိန်မှာပဲဘဲကမှမသိတဲ့တိုက်လေရင်စင်းဟာကောင်းကင်ကနေထိုးဆင်းလာပြီးနေရန်နားမှာတဲ့လာပြီးပြတ်ကြပါလေတော့။အေးရမပေါက်ကွဲမှုကြီးကထောင်တစ်ခုလုံးကိုတုံခါသွားစေပြီးနေရန်ကြီးကနောက်ဆုံးမှာတော့ကွဲအပ်သွားပါတော့တယ်။လူတိုင်းကတအန်တအောင်းနဲ့ရပ်ပြီးငေးချင်နေကြတယ်။ဘသူကမှနေရန်ပြောကြမယ်လို့တခါမှမတွေးထားခဲ့ကြဘူးလေ။အဆောင်လေးအာနာတင်ပြီးကြောင်းနေတော့မှပဲအချင်းသားတွေကအကွဲကြောင်းစီကိုအာကုံပြေးကြတယ်။နေရာနဲ့မှရှုပ်ထွေးပွက်လောရိုက်သွားတယ်။အဆောင်တွေကသူတို့ကိုတားဖို့ကြိုးစားခဲ့ပေမဲ့အတုံးမဝင်တော့ပါဘူး။တယောက်ပြီးတယောက်အချင်းသားတွေဟာအကြောင်းကနေလုံးမြောက်သွားကြပါတော့တယ်။